ကဲညီကိုတွေအားလုံးပဲမင်္ဂလာပါကျွန်တော်မန်စီတင်ကတော့ဒါဘရန်ဖို့တင်ကို1-0ဆိုတဲ့ရလက်နဲ့အနိုင်ယူပြီးတော့ဇယားထိပ်ပန်းကိုတက်လန်းလို့လာခဲ့ပြီပြောမှဆိုရလက်ပိုင်းအရာကျွန်တော်မန်စီတင်အတွက်ကတော့ဂျင်းနက်ဆရာအရင်ကောင်းခဲ့တယ်ဘာလို့လဲဆိုတော့ဘရန်ဖို့တင်ဆိုတာကချက်စီတို့မန်ချက်စတာယူနိုက်တက်အတင်းတို့နဲ့တို့အိမ်ကွင်းမှာကန်ပြီးတော့ရှုံးပွဲမရှိအောင်ကစားပြထားတဲ့အတင်းအဲ့တော့အဲ့အတင်းကိုကျွန်တော်မန်စီတင်က1-0ဆိုတဲ့ရလက်နဲ့နိုင်ခဲ့တာကကျွန်တော်မန်စီတင်ကတကယ်ကိုကောင်းမွန်တဲ့ရလက်တစ်ခုဂျင်းနက်ဆရာရလက်တစ်ခုဖြစ်ခဲ့တာတော့သိကြတယ်အဲ့တော့မန်စီတင်ကရဲ့ဂိုးတော့ဟာလန်ကတွင်းယူပေးခဲ့တယ်ကျွန်တော်တို့ရဲ့ဂိုးတွင်းဆက်ရုပ်ကြီးဟာလန်ကတွင်းယူပေးပြီးတော့မန်စီတင်ကိုကျွန်တော်ဇယားထိပ်ပိုင်းအဆင့်9နေရာကိုတက်လန်းလို့လာခဲ့ပြီအဲ့တော့ထိပ်ဆုံးကအာဆင်နယ်နဲ့လည်းကျွန်တော်တို့အမှတ်မကွာတော့လို့လီဗာပူးနဲ့ကလည်းအမှတ်ကွာဟာမှုကကျင်းမြောင်းလာခဲ့ပြီဆိုတော့ကတို့တင်းနေတာအမှားလုပ်လိုက်တာနဲ့ကျွန်တော်တို့မန်စီတင်ဒီကြတယ်အဆင့်1-2နေရာကိုပြန်လဲရောက်ရှိလာတော့မှာအဲ့တော့ရလက်ပိုင်းဆိုင်ရာကျွန်တော်တို့ဒီလုံးဝဂျင်းနက်စရာကောင်းတဲ့ရလက်တစ်ခုပိုင်ဆိုင်နိုင်ခဲ့တယ်အဲ့တော့မကျေနပ်စရာဘာလဲဆိုလို့ရှိရင်နံပါတ်1 Rodri ဒဏ်ရာရသွားတာပဲဗျာအဲ့တော့ Rodri ကဒဏ်ရာရသွားတာဖြစ်တဲ့အတွက်ကျွန်တော်မန်စီတင်အတွက်တကယ်ကိုဒါစိတ်ပြက်စရာတင်တစ်ခုပဲဗျအဲ့တော့ဒါပေမဲ့ပွဲပြီးတဲ့အချိန်မှာတော့ဒါ Rodri ရဲ့ဒဏ်ရာကတက်တာရယ်ဆိုပြီးကျွန်တော်သိရတယ်။အော်လက်ရှိချိန်မှာဆိုရင်လည်း international break ပေါ့နော်။နိုင်ငံတကာပွဲစဉ်တွေလာပြီးဖြစ်တဲ့အတွက် Rodri ကောင်းအနားယူပြီးတော့အနားယူပြီးတော့ကျွန်တော်ကလပ်ပွဲစဉ်တွေပြန်လာတဲ့အချိန်ကျရင် Rodri ကပြန်ကောင်းလာမှာဆိုပြီးတော့တင်းနေရဆိုထားတဲ့အတွက်အရင်ရောစိတ်ပူစရာမလိုတော့ဘူးအဲ့တော့ Rodri ဒဏ်ရာရသွားတာကစိတ်ပြက်စရာကောင်းတယ်လို့ Rodri ထွက်သွားတဲ့အချိန်မှာအသင်းရဲ့ကစားပုံကစုပ်ပြတ်တက်သွားတာအထူးသဖြင့်ကျွန်တော်တို့ပွဲရဲ့တန်ဖိုးမထိန်နိုင်တာကဒါပို့ပြီးတော့စိတ်ပြက်စရာကောင်းတယ်အဲ့တော့ Nico Gonzalez ဒီကစားသမားကောင်းတစ်ယောက်ဖြစ်တယ်ဒါပေမဲ့ Rodri နေရာကိုတော့ဒါရဲ့အစားမထိုးနိုင်နေဘူးဗျာ Rodri ထွက်သွားတဲ့အချိန်မှာဆိုရင်အတင်းကဒါလုံးဝကိုပဲဒါဟန်ချက်ပြတ်သွားတယ်လို့ပြောလို့ရတယ်ဗျာအဲ့တော့Rodri ထွက်သွားတဲ့အချိန်မှာအတင်းက1-0ဆိုတဲ့ရလက်နဲ့အနိုင်ယူပြီးသားအဲ့တော့1-0ဆိုတဲ့ရလက်နဲ့ပဲတပွဲလုံး PDT ကစားသွားတာအဲ့တော့ပထမပိုင်းကစားပုံနဲ့ဒုတိယပိုင်းကစားပုံတော့တော်တော်ကြီးကိုကွာခြားတယ်ပထမပိုင်းကစားပုံဆိုလို့ရှိရင်ကျွန်တော်မန်စီတင်ကဂိုးကန်တွင်းခွင့်4ချိန်ဆို9ချိန်ရတယ်4ချိန်ဂိုးပေါက်တဲ့တယ်တစ်လုံးဂိုးတယ်အဲ့တော့ကိုဒီဘောလုံးပိုင်ဆိုင်မှုဆိုလို့ရှိရင်လည်း83%နဲ့30ပြောမစို့81%နဲ့39%လားမသိဘူးเนาะအဲ့တော့ပွဲကိုဆိုလိုချင်တာဗျာတစ်ဖက်တက်ထိန်းချုပ်ထားတယ်တစ်ဖက်တက်ဂိုးကန်တွင်းခွင့်နေရတယ်ဒါပေမဲ့ဒုတိယပိုင်းကျတော့ဘောလုံးပိုင်ဆိုင်မှုကရှိတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒါဂိုးကန်တွင်းခွင့်ဆိုလို့ရှိရင်ဒုတိယပိုင်းတစ်ပိုင်းလုံးမှာတစ်ကြိမ်ပဲရတော့တယ်အဲ့တော့ပထမပိုင်းနဲ့ဒုတိယပိုင်းကိုပဲအများကြီးကွာခြားတော့တာဗျာပြောမစို့ဒိုနယ်ဒရမာကယ်လို့တာကျွန်တော်တို့မန်စီအတင်းတည်ရင်မကြတာလို့ပြောလို့ရတယ်ဗျာအဲ့တော့ဟိုဘက်ကနေပြီးတော့ကျွန်တော်တလုံးပေါက်ထွက်သွားတယ်ဒိုနယ်ဒရမာနဲ့တယောက်ချင်း1/1တွေ့တဲ့အချိန်မှာဒိုနယ်ဒရမာကဒါကောင်းကြီးကာကွယ်နိုင်ခဲ့တဲ့အတွက်ကျွန်တော်တို့မန်စီတင်းတည်ရင်မကြလို့ပြောလို့ရတယ်ဗျာအဲ့လုံးဝင်သွားရင်တည်ကြအောင်နေမဟုတ်ဘူးရှုံးမှရှုံးသွားနိုင်တဲ့အနေထားကျွန်တော်တို့မန်စီတင်းကဒုတိယပိုင်းရောက်လို့ရှိရင်ကစားအားကျသွားပြီလုံးဝထိန်းကန်တဲ့အနေထားကိုပြန်ရောက်သွားတာဗျာအဲ့ဒီအကျင့်ကိုလည်းကျွန်တော်တို့မန်စီတင်ကဒါအဲ့နေရာမှာအများကြီးတိုးတက်ဖို့လိုနေသေးတယ်အဲ့တော့ Rodri မပါလို့ရှိရင်တန်ဖိုးထိန်းမဲ့ကစားသမားမရှိဘူး Rodri ပါနေမှဒီပွဲရဲ့အနေထားကို Rodri ကကောင်းဖတ်တက်ပြီးတော့ဘောလုံးပိုင်ဆိုင်မှုအတာဂိုးကန်တွင်းခွင့်အတာခွင့်ရည်တွေအများကြီးဖန်တီးမှုအတာနဲ့ကျွန်တော်တို့မန်စီတင်ကစားနိုင်တာအဲ့တော့ Rodri ဒဏ်ရာရသွားတဲ့အချိန်မှာ Nico Gonzalez အနေနဲ့ Rodri နေရာကိုအကောင်းဆုံးဒါအစားထိုးမှုပြုလုပ်ဖို့အတွက်အများကြီးတင်ယူအောင်ပါအဲ့တော့ Rodri ကတော့ပြန်လာမယ်လို့တော့ကျွန်တော်ဆိုထားတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒါ Rodri ဒဏ်ရာရသွားတာနဲ့ international break လာတဲ့ကတကယ်ကိုကောင်းမွန်သွားတယ်လို့ပြောလို့ရတယ်Rodri ကဒဏ်ရာရသွားတဲ့အတွက်ကျွန်တော်စပိန်တင်းကိုတွားရောက်ဆရာမလိုတော့ဘူးသူအောင်အေးစစ်စစ်နားလိမ့်မယ်အဲ့တော့ international break ပြီးမှဆိုလို့ရှိရင်လည်းကျွန်တော်တို့ Man City ကဒါကစားသမားတွေဒဏ်ရာရကစားသမားတွေအကုန်ပြန်ဆုံမယ်ဆိုပြီးတော့နီးပြကြီးပောက်ကွာဒီယိုလာဆိုထားတာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ Man City international break ပြီးမှကောင်းမွန်စွာပြန်လာပြီးတော့ကျွန်တော်တို့မှတ်ပေးစရာအဆင့်1နေရာကိုတိမ့်ပိုက်နိုင်ရရှိကြောင်းကျွန်တော်နေပြောကြရင်ဒီနေ့ဗီဒီယိုလေးအဆုံးတက်လိုက်ပါတယ်ညီကူရော Man City ရဲ့ညအခြေစွမ်းကိုတဘောကြရလားပထမပိုင်းနဲ့ဒုတိယပိုင်းဘာကွာချတော့တယ်ထင်လဲကွန်မန့်မှာတစ်ချက်လောက်ရေးပေးခဲ့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်